အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ငခုကောင်မြမြသည်မြန်ပြဟင်းလေးချက်စာဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေကိုတော့လှီးထားပေးပါတယ်နော်အရင်ဦးဆုံးစီပလင်လေးကိုညံ့အောင်ထည့်ထောင်ပေးလိုက်ပါတယ်ပြီးရင်တော့မြမြသေးလေးကိုလည်းညံ့အောင်ထည့်ထောင်ပေးလိုက်ပါတယ်မြမြသေးလေးလည်းညက်သွားပြီဆိုရင်တော့မယံပြားလေးကိုလည်းထည့်ထောင်ပေးလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူကြက်သွန်ကြီးလေးကိုလည်းရောထောင်ပေးလိုက်ပါတယ်နော်ထောင်းထားပေးတာလေးလည်းညက်လာပြီဆိုရင်တော့ဟင်းအရသာလေးပူစားလို့ကောင်းတော့အောင်ငပိလေးကိုပါထည့်ထောင်ပေးလိုက်ပါတယ်ပြီးရင်တော့စီအိုးလေးတက်တင်ပြီးတော့ထောင်းထားတာလေးကိုစီတက်ပေးလိုက်ပါတယ်စီသေးလာပြီဆိုရင်တော့စားစွန်းနေထားတဲ့ငခုကောင်းလေးကိုထည့်ပေးလိုက်ပါတယ်အခုဆိုရင်တော့အရသာမဟုတ်ဘူးလည်းတစ်ခါတည်းထည့်ပေးလိုက်ပါတယ်နော်အရသာလေးစိတ်ဝင်သွားအောင်မှွေပေးလိုက်ပါတယ်ပြီးရင်တော့စုံစည်းလေးကိုလည်းထည့်ပေးလိုက်ပါတယ်ဟင်းအနက်လေးပုံမှွေသွားအောင်စီပလင်လေးကိုလည်းဓာပြားလေးနဲ့ထုထည့်ပေးလိုက်ပါနော်ဟင်းရည်လေးစူသွားအောင်အဖုံးလေးကိုအုပ်ထားပေးပါတယ်ဟင်းရည်လေးလည်းစူလာပြီးဆိုရင်တော့အရသာလေးကိုမြည်ကြည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဆနက်နက်လေးကိုလည်းထည့်ပေးလိုက်ပါတယ်ဆနက်နက်အနက်လေးမှုေးသွားအောင်အဖုံးလေးကိုခဏလောက်အုပ်ထားပေးပါတယ်နော်ဟင်းနဲ့လေးလည်းမှုေးလာပြီးဆိုရင်တော့ဟင်းအိုးလေးကိုချထားပြီးလို့ရပါပြီနော်အခုဆိုရင်တော့ရွာမှာအမြဲတမ်းချက်စားဖြစ်တဲ့မခုကောင်ချင်းချင်းဆက်ဆက်မြမြသည်မြင်ပြဟင်းလေးစားကြပါ